Survival Mode လို့ပြောလိုက်တာနဲ့ငကားကြီးတွေစီးမြေပုံရဲ့ကြိုက်တဲ့နေရာမှာဆင်းအိုက်တန်တွေစုဘော်ရာတွေနဲ့အတူတူစော့ခဲ့ဘူးတဲ့တချင်ကအမှတ်တရတွေတော့ရှိခဲ့ဘူးမှာပါအဲ့လိုအမှတ်တရတွေကိုပြန်ရဖို့အတွက် Mobile Legends က Survival Mode အသစ်ကိုပြန်ထည့်ပေးဖို့လက်ရှိစမ်းသပ်နေပြီပဲဖြစ်ပါတယ်အဲ့တော့မကြခင်မှာလာမယ့် Survival Mode အသစ်မှာဘာတွေထူးခြားလာမှာလဲအရင်နဲ့အခုဘာတွေပြောင်းလဲသွားလဲဆိုတော့ကျွန်တော်တို့လေ့လာကြည့်လိုက်ရအောင်ဗျ Survival Mode လို့ပြောလိုက်တာနဲ့ Mobile Legends ကိုနှစ်ရှည်လများစွာစောချတဲ့ old player တွေကြားမှာတော့အမှတ်တရတွေရှိခဲ့ကြမှာပါBrandy စော့ရင်းနဲ့ရှုံးတာများလာလို့လောင်လာရင်အဲ့ဒီ Survival Mode ထဲဝင်ပြီးချေးခဲ့ကြတဲ့အချိန်တွေပေါ့ဗျာအဲ့တော့ Survival Mode မှာအရင်တော့2မျိုးလာခဲ့ပူပါတယ်ပထမတစ်မျိုးကတော့ Original Survival Mode ဖြစ်ပြီးတော့နောက်တစ်မျိုးကတော့ Survival Next Set လို့ခေါ်ပါတယ်ကျွန်တော်တို့အရင်ကစော့ခဲ့ပူတဲ့ Mobile Legends ရဲ့ Survival Mode မှာတော့ကစားသမား69ယောက်အသင်း33သင်းဟာငကားကြီးတွေစီးပြီးတော့ကိုကြိုက်တဲ့မြေပုံတစ်ခုမှာဆင်းသက်ရတာဖြစ်ပါတယ်ပြီးတော့မှမြေပြင်ပေါ်မှာသူသတ်မှတ်ထားတဲ့ area တွေကနေ create item တွေကိုစုရင်းနဲ့ချရတာဖြစ်ပါတယ်အဲ့ဒီမှာ save zone ကတဖြည်းဖြည်းကျင်းလာမှာဖြစ်ပြီးတော့နောက်ဆုံးကြံခဲ့တဲ့အသင်းဟာ Twilight Orb ကိုရပြီးတော့တိုက်ပွဲနိုင်မှာဖြစ်ပါတယ်အဲ့ဒီတော့ Survival Mode ဆိုတာတခြားသော Battle Royale game တွေလိုပဲ player တွေအများကြီးပါမယ်ပေါ့ဗျာ item တွေကောက်မယ်စုမယ် save zone ကတဖြည်းဖြည်းကျင်းလာမှာဖြစ်ပြီးတော့အဲ့ဒီတွေကမှနောက်ဆုံးကြံတဲ့သူကနိုင်မယ်ပေါ့ဗျာဒါကကျွန်တော်တို့အရင်ဆော့ခဲ့တဲ့ Survival Mode ပုံစံပါအခုလက်ရှိစမ်းသပ်နေတဲ့ Survival Mode အသစ်မှာလည်းအရင်လိုပဲကစားသမား3ဦးဖွဲ့ပြီးတော့ကစားရမှာဖြစ်တယ်လို့အရင်လိုပဲတောကောင်တွေကိုတက်ရင် item လေးတွေကျလာမယ်အဲ့ဒီ item လေးတွေကိုကောက်မယ်နောက်ပြီးတော့ထူးခြားသွားတဲ့တစ်ချက်ကတော့ကိုယ့်ရဲ့အသင်းသားတစ်ယောက်ရှော့သွားရင်အဲ့ဒီအသင်းသားလာတွားပြီးတော့အသက်ပြန်သွင်းပေးနိုင်ပါတယ်တကယ်လို့ကိုကတေသွားလို့အိုက်ပွဲမစော့ကျင်တော့ရင်လည်းထွက်လိုက်လို့ရတယ်လို့တခြားသူတွေစော့တာကိုလည်းကြည့်လို့ရပါသေးတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့အရင်ကမြေပုံရဲ့နေရာတစ်ခုကိုထောက်ပြီးတော့ငကားကြီးစီးပြီးဆင်းလို့ရပါမယ်အခုအစ်စ်လာမဲ့ Survival Mode မှာတော့ငကားကြီးစီးစရာမလိုပဲနဲ့တခါတည်းမြေပုံမှာတန်းပေါ်လာမှာဖြစ်ပါတယ်အဲ့လိုပေါ်လာမဲ့နေရာကလည်းမြေပုံပေါ်မှာနေရာ12ခုသတ်မှတ်ထားမှာဖြစ်ပြီးတော့သူကြကျင်တဲ့နေရာကြအောင် random လုပ်ထားမှာဖြစ်ပါတယ်အရင်တော့ကတော့အသင်း33သင်းကစားသမား69ယောက်ပါခဲ့ပေမဲ့အခုအသစ်မှာတော့အသင်း12သင်းကနေ15အသင်းအထိဆော့လို့ရမှာဖြစ်ပြီးတော့ကစားသမားအနေနဲ့ဆိုရင်စုစုပေါင်း36ယောက်ကနေ45ယောက်အထိဆော့လို့ရအောင်လုပ်ထားပါတယ်အဲ့တော့ player တွေနဲလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့မြေပုံကအရင်လိုအကျယ်ကြီးမဟုတ်တော့ဘဲနဲ့အခု Survival Mode အသစ်အတွက်မြေပုံအသစ်ကိုဖန်တီးပေးထားပါတယ်အခုပြထားတဲ့မြေပုံတွေရဲ့ player အရေအတွက်ရေဆိုရင်မျှတပါတယ်ကျွန်တော်တို့အရင်တော့ Survival Mode က free ဆော့လို့ရပါမယ်အခုအသစ်လာမဲ့ Survival Mode အသစ်မှာတော့တပွဲဆော့ရင် Battle Point 50ပေးရမှာဖြစ်ပါတယ်အဲ့တော့ Battle Point တွေပေါ်နေတဲ့သူတွေအတွက်ကတော့ easy ပါပဲကျွန်တော်တို့ကအလားကားဆော့လို့မရဘဲနဲ့ Battle Point ပေးပြီးဆော့ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီပွဲကိုအနိုင်ရရင်လေ Survival Coin တွေပြန်ရမှာဖြစ်ပါတယ်အဲ့ဒီ Coin တွေနဲ့လဲဖို့ကို short တစ်ခုထားပေးထားမှာဖြစ်ပြီးတော့ကျွန်တော်တို့ကရလာတဲ့ Coin တွေနဲ့ skin တွေ nation card တွေအစရှိသဖြင့်ပြန်ဝယ်လို့ရမှာပေါ့ဗျာအဲ့ဒါလေးတော့တော်တော်လေးမိုက်ပါတယ်လက်ရှိအချိန်အထိတော့ Survival Mode အသစ်ကိုစမ်းသပ်နေစေဖြစ်ပြီးတော့ထွက်မဲ့ရက်ကတော့ဒီနှစ်ကုန်ပြီးတော့နောက်နှစ်2026ထဲမှာ official server ကိုရောက်လာမှာဖြစ်ပါတယ်2020ရောက်ဆိုပေမဲ့အခုပဲနှစ်ကုန်တော့မှ2လလောက်ပဲလိုပါတော့တယ်ဒါအပြင်သိမကြခင်မှာလည်း beta test တွေလာမှာဖြစ်တဲ့အတွက်ကြောင့်မလို့အသေးစိတ်သိရရင်လည်းထပ်တင်ပေးမှာဖြစ်ပါတယ်ဘော်ရာတို့ရောကျွန်တော်တို့စော့ခဲ့မှုတဲ့ arcade mode တွေကဘယ် mode ကိုပြန်ပြီးတော့စော့ကျင်ကြလဲဘယ် mode မှာအမှတ်တရတွေရှိခဲ့လဲဆိုတော့ comment မှာမှတ်သွားပေးပါအောင်ဗျာအဆုံးထိကြည့်ရတဲ့ဘော်ရာတွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ